လူသားတယောက်ကတောင်မှပဲဘယ်နေ့မုန်တိုင်းဝင်လိုက်မယ်မုန်တိုင်းတိုက်လိုက်မယ်ဘယ်နေ့ငရင်လှုပ်လိုက်မယ်ဘယ်နေ့လက်ကျလိုက်မယ်ဘယ်နေ့နေကျလိုက်မယ်ဟောကိန်းထုတ်လို့ရတာပဲဘာဖြစ်လို့ဟောကိန်းထုတ်နိုင်တယ်လဲလို့ဆိုပစ္စုပန်ဖြစ်ပေါ်နေတဲ့အခြေအနေတစ်ခုကိုကြည့်ပြီးတော့မဖြစ်သေးတဲ့အနာဂတ်ကိုပြောလို့ရတယ်ဒါကအင်တာမသဘာဝကျတဲ့စကားတစ်ခုပဲနော်မြန်မာနိုင်ငံအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အိန္ဒိယဘင်္ဂလားပင်လယ်ထဲမှာလေဖိရဝန်းကြီးတစ်ခုဖြစ်ပေါ်နေတယ်မကြာခင်မုန်တိုင်းဖြစ်လာနိုင်တယ်မြန်မာပြည်အလယ်ပိုင်းအထက်ပိုင်းသို့မဟုတ်အောက်ပိုင်းဝင်ပြီးတော့မိုးရွာနိုင်တယ်ဆိုတာအလုံးဟောကိန်းထုတ်နေတာတွေသိကြတာမှန်တဲ့လောက်မှန်တာပေါ့နော်အဲ့ဒီဟောကိန်းထုတ်တယ်ဆိုတာလည်းမဖြစ်သေးတာကိုကြိုပြီးတော့ပြောမယ်ဆိုရင်ဒါ